မင်္ဂလာပါမြန်မာကုတ်စတူဒီယိုမှာကြိုဆိုပါရခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်လေးကတော့မိမိတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ထူးခြားတဲ့ဖြစ်ရပ်များကိုဆက်သွယ်ပြောပြနိုင်မဲ့အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအစီအစဉ်လေးမှာ host ဖြစ်တဲ့လက်ခံပြောကြားပေးသွားမယ်ညီလင်းကိုဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာ Ghost Radio ကပါဟုတ်ကဲ့ပါဗျာမင်္ဂလာပါဗျာဟုတ်ကဲ့ပါဟုတ်ကဲ့အခုဘယ်မြို့နေရနေလဲမသိဘူးเนาะဖုန်းဆက်တာလေဟုတ်ကဲ့ကျွန်တော်အရာတိုင်းဒေတာကြီးမြောင်းမြမြို့နေရပါဗျာမြောင်းမြနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်အရာတိုင်းကเนาะဟုတ်ကဲ့အခုကြုံခဲ့ရတဲ့ဖြစ်ပျက်ကလေးရှိတယ်ထင်တယ်เนาะဖုန်းဆက်တာဆိုတော့လေဟုတ်ပြောပြပေးပါဦးဟုတ်ကဲ့ခင်ဗျာကျွန်တော်ဘဝမှာအမှားတရားဖြစ်တဲ့အကြောင်းကိုကျွန်တော်ကပြောနေတာပဲကြာကြီးပေါ့နော်ဟုတ်ကဲ့ပါဘယ်သူကြီးကျွန်တော်ပြောရင်ခွင့်ပြောရမှာမသိဘူးဒါတွေကျွန်တော်သိမ်းထားကြတာပေါ့ကျွန်တော်ငယ်ဘဝကြည့်ရတယ်ပေါ့ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်အခုတော့ဒါအခုသိမ်းထားတဲ့အကြောင်းတွေကျွန်တော်တို့မြန်မာ Ghost Radio ကိုအခုပြောလို့ရပြီကိုနော်ကဲဆိုတော့အခုပြောပြပါဦးဗျာကျွန်တော်လည်းဒီမှာနားထောင်မှုအစဉ်သင့်ဖြစ်ပြီးစိတ်ဝင်စားပြီဟုတ်ကဲ့ကျွန်တော်ငယ်ဘဝပြောရပါဗျာကျွန်တော်တို့ဒီအလေတန်းအကြောင်းသားတက်နေကြတယ်နော်ဟုတ်ကဲ့အဲ့ကျမှဒါအဲ့ဒီတခုတော့ကျွန်တော်ပြောလိုက်မှာခင်းစားဆိုတာကိုကြားဘူးလားမသိဘူးအမင်းစားကြားဘူးတယ်ကိုဒီပါလေတေးပူပူလေးတွေဆိုလားဘာဆိုလားကျွန်တော်အဲ့လိုမျိုးတော့ကြားဘူးတယ်ကိုဟုတ်ကဲ့ဟုတ်တယ်ခင်ဗျကျွန်တော်လည်းအဲ့ဒါကြားဘူးရတယ်ဒီအဲ့ရောတော့ကျွန်တော်ကိုယ်တိုင်ညီပြရတာဒီလိုခုနေကိုပြန်စဉ်းစားမိတကယ်ကျွန်တော်တတိယချင်းခံထားပြီးကြောက်ရွံ့နေကုန်ပါပဲအိုးကဲအခုမျက်မြင်ကိုယ်တွေကိုကြုံရတာနော်ကိုနော်ဟုတ်ပါတယ်ခင်ဗျဟုတ်ကဲလောက်အောင်ပြောပြပါအောင်ကိုရလို့ကျွန်တော်လည်းစိတ်ဝင်စားပြီဗျာဟုတ်ကဲ့အဲ့ဒီဟာဖြစ်ရကြတယ်ကျွန်တော်ဒေတာကျွန်တော်ယူမှာပါပဲကျွန်တော်တို့ဒီဘွာရင်းဆိုရင်ကျွန်တော်တို့ကဘုန်းကြီးကျောင်းမှာကျွန်တော်တို့ကအမြဲတမ်းတန်းရှင်းသွားလို့ဥပုံနေတယ်ပေါ့နော်နောက်ပြီးနောက်ကိုဒီတိုင်းမှာကျွန်တော်တို့ကဒါဝီရဝဆလို့နောက်တနေ့ဥပုံနေတဲ့ကျွန်တော်တို့ကဆုံးနေကငါညာပြလောက်ကြတာဟုတ်ကဲ့ဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျအဲ့တော့ကျွန်တော်တို့ကညနေပဲကျွန်တော်တို့ကသွားပြီးနောက်တနေ့အတွက်ဝီရဝဆသွားလောက်ကြတာလေသွားလို့ကြရင်လည်းမိုးကချုပ်တော့မိုးချုပ်သွားတဲ့အခါကျတော့ကျွန်တော်တို့ကပြန်ရပါလိမ့်ကျန်တဲ့သူတွေကကြံလို့ကြပါနည်းနည်းကြည့်ရမှချစ်ကြတဲ့လူတွေလွတ်ပိုင်းနေရတော့ဆက်လို့ကြတော့နော်ကျွန်တော်ကတော့ပြန်လို့ကျွန်တော်ဦးလေးတယောက်နဲ့လက်တွေ့ကျွန်တော်ပြန်လာကျွန်တော်တို့ပြန်တဲ့ချိန်မှာည9နာရီရှိပြီအခုကျောင်းကနေပြီးတော့ခုနဝေယဝိဆာကိစ္စတွေလုပ်ပြီးတော့ကျောင်းကနေပြီးတော့အိမ်ကိုပြန်တဲ့အပြန်ဟုတ်ကဲ့အဲ့ဘုန်းကျောင်းနေအိမ်ကိုပြန်တဲ့ချိန်မှာကျွန်တော်9နာရီည9နာရီလောက်ရှိပြီည9နာရီလောက်ဖြစ်သွားပြီနော်ပြောလိုက်ပါကြကျွန်တော်တို့ညီမကဒီနေ့ညောင်းပြန်ဆိုတာလေအင်ဂျီအားလုံး250လောက်ရှိတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ညီမအချက်ပိုင်းနဲ့အောက်ပိုင်းနဲ့ဆိုတာကြည့်တယ်ဟုတ်ကဲ့ဘုန်းကြီးကျောင်းကတော့အချက်ပိုင်းဆန်းနေကြည့်တယ်ကျွန်တော်တို့နေတာအောက်ပိုင်းချမ်းမယ်နော်ဟုတ်ကဲ့ပါအချက်ပိုင်းနဲ့အောက်ပိုင်းချမ်းကိုကျွန်တော်တို့ကဒီဘာခေါ်လဲဆိုတော့ကျွန်တော်တို့ကဘုန်းကြီးကျောင်းသွားတဲ့လမ်းကြားမှာရင်းပြဆိုတာသိကြည့်တယ်ဗျခင်ဗျာရင်းပြဆိုဘာခေါ်လဲကိုဘာဘလို့ဥယျာဉ်ချန်လို့များတယ်အပင်ကြီးတင်နေဥယျာဉ်ချန်နေဟုတ်ကဲ့ဟုတ်အဲ့ဒီမှာဝါပင်ညောပြေးပင်ညောပင်ညောပဲအဲ့တော့နောက်တော့အဲ့ရင်းပြဆိုတဲ့နေရာမှာလည်းကျွန်တော်ဗာကြည့်တယ်ဆိုတော့ဆောင်းမုံဆိုတာသိကြည့်တယ်တောင်မိုးဆိုတာကျွန်တော်ဒီကပေါ်ရသရာဘူးလေးပေါ့နော်အမိုးလေးလောက်တာဒီကသရာဘူးလေးတစ်ခုပေါ့ဟုတ်ကဲ့အဲ့သရာဘူးလေးရှိတာပေါ့နော်ဟုတ်အဲ့ဒါကိုကျွန်တော်တို့ကအဲ့ဇင်းပြနေရာလေးရောက်တော့ငါသွားတယ်ဆိုတော့ကျွန်တော်ဦးလေးနဲ့ညခုနေကြပြန်လာကြမှာဇင်းပြဒီနေရာရောက်တော့ဘကိုကိုလေးဆိုတော့ကလေး6ယောက်ရကလေးတွေကဂရုံလေးတွေနဲ့ဂရုံလေးနဲ့6ကလေးဆိုရအဲဂရုံလေးနဲ့ကလေးနဲ့6ယောက်ကြီးမှာထားပြီးဒီလိုစားနေကြရတယ်ပြောနေတာဆောနေတာလားကျွန်တော်ကထင်တယ်ပေါ့နော်ဟုတ်သူတို့ကစားနေကြတာပေါ့အစားတစ်ခုကိုသူကဝိုင်းစားနေကြတယ်အစားတစ်ခုခုကလေး6ယောက်ကဝိုင်းစားနေတာဟုတ်တယ်အဲ့ညမင်းညမင်းဟုတ်ကဲ့ညမင်းနဲ့မှနေစားနေရတာဒါနဲ့ကျွန်တော်ဦးလေးကသူတို့ဒီကလေးတွေအင်ဂျင်နီယာကမိုးချုပ်နေပြီမင်းတို့မိဘတွေမင်းတို့မျောရရနေမယ်မင်းတို့ပြန်ကြတော့လေမိုးချုပ်နေပြီဆိုတော့တခါလေမင်းတို့ဘာလုပ်နေကြလဲကြောက်လေးနဲ့အသားလေးတဲ့ပြီးစားလိုက်တာပေါ့ဟုတ်အဲ့ကလေးတွေကလှုပ်ပြီးတော့ပျောက်သွားကြပျောက်သွားတာကျွန်တော်တင်မွေးချင်းထားပြီးတော့ဘာမှဖြစ်သွားတာကျွန်တော်ကတော့ကျွန်တော်ဦးလေးနဲ့ဆိုပြီးကျွန်တော်ကလည်းကြောက်တာပေါ့နောက်ကနေကြက်နေတာဟုတ်လေဆိုတော့
ဒီတော့ကျွန်တော်ရက်တယ်ဦးလေးကတော့ဘာပြောနေကျွန်တော်ပြန်သွားကြတာပေါ့ရွာလေးကိုရောက်တော့ဦးလေးကကျွန်တော်ပြောတယ်မြင်သာလေးတွေတဲ့အဲ့တော့ကျွန်တော်လည်းမြင်သာဆိုတာမြင်ဘူးတာလေအေးကဲဟုတ်ဂရုံးလေးနဲ့6ယောက်ပေါ့နော်ဟုတ်တယ်ဂရုံးလေးက6ယောက်ရတဲ့ဟိုကလေးလေးတွေကကလေးလေးတွေဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဘာစားတာလဲဆိုတော့ကျွန်တော်တို့ရွာမှာကျွန်တော်တို့ဒီနေဘက်မှာကဒီလေးတူရှိရဘာဆိုတော့လူတွေဖျားနာရင်နေမကောင်းပြကြရင်မကြမ်းပါရက်ကကျရင်ကျွန်တော်တို့ခေါ်စာပြစ်တယ်ခေါ်တာပဲနော်အော်ခေါ်စာပြစ်တာဟုတ်ကျွန်တော်လည်းကြားဘူးတယ်ဗျဟုတ်ခေါ်စာပြစ်တာကြားဘူးလားဟုတ်ကဲ့ကြားဘူးတယ်ဗျကိုကြားဘူးတယ်ခေါ်စာပြစ်တယ်ဆိုတော့ BS ကြီးကြီးတာပေါ့ဗျာမမလို့ရှင်းရတယ်အခုဒီကျွန်တော်တို့ FB မှာသူတို့မှာ line မှာတွေ့နေရတယ်ခေါ်တယ်ကျွန်တော်တို့ဝါထမင်းတို့ဖက်ထမင်းတို့ဒီပုံစံမျိုးတွေပေါ့နော်ဟုတ်တယ်ကိုနော်ဟိုစကောကြီးထဲမှာဖက်လေးခင်းပြီးတော့ဒီအစားအစာတွေကိုထည့်ပြီးတော့နော်အခုတော့ပြောချင်တာကိုတဘောအဲ့လိုနော်ကိုနော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကိုဟုတ်အဲ့တော့ဘာလို့ဆိုတော့ကျွန်တော်တို့ကခေါ်စာပြစ်တာဘာလို့လဲဆိုတော့ဝါးလေးတွေနဲ့နှီးကျဖြာပြီးတော့ဟိုခံတောင်းလေးတွေကတော့ရစ်တယ်ပေါ့ဗျာအဲ့မှာသဘောပုံမှန်ရစ်တာဟုတ်ကဲ့ပြီးတော့အဲ့ဒီမှာမပြောရကလေးခင်းပြီးတော့သူတို့ကပါတယ်ဆိုတော့အဲ့ဒီမှာသမင်းနဲ့ဟင်းနဲ့ပုံပြီးတော့ဒါဘယ်သူပဲဝါတော့ဒါပြီးတော့ကျူးပါလေကျမလာဆောက်ရောက်သွားမာကြီးနဲ့ရှိနေပြပါပြီးဒါမျိုးနေခေါ်တာသွားပြကြတာဟုတ်ကဲ့ပြီးအောင်ကလေးပေါ့နော်ဟုတ်အဲ့လိုခေါ်လာပြတဲ့ခါကျတော့ညနေပဲကျွန်တော်တို့နရိုင်းတင်းရင်ခေါ်တာပေါ့အဲ့ဒီမှာသွားပြရတယ်သွားပြခါကျတော့အဲ့ခေါ်တာတွေကိုအဲ့မြင်သာလေးတွေကလာဆွဲကြတာကျွန်တော်လည်းပြင်းပြလိုက်ရင်မတွေ့ဘူးပေါ့ဗျာမြင်သာဒီကိုလည်းကြားလေးကြားဘူးတာပဲရှိတယ်လေဟုတ်ကဲ့အဲ့ခါကျတော့ဘူးလေဒူတွေတွေ့တဲ့တော့ကျွန်တော်စက်တင်းကြီးပြင်းတာအခါလေးအမှဒီဟာခါလေးမှာဟိုကြောက်ဘူးတွေတုံပြီးတော့အင်းဘယ်လိုရအောင်ပြန်သွားမှမသိဘူးဖြစ်သွားဟုတ်တော့ဗောအခုကျွန်တော်ဆိုရင်လည်းဖြစ်မှာပဲအခုပြီးတော့အချိန်ကြီးอ่ะဗျာည9နာရီလောက်အချိန်ကြီးเนาะပြီးတော့ကျွန်တော်တို့ဒါပုံမှန်အနေထားအတိုင်းအဲ့နေရာမှာဘလို့မှဒီကလေးတွေရှိရမယ်ဟိုဗောဒီအရွယ်လေးတွေရှိရမယ်အချိန်လည်းမဟုတ်ဘူးကဲပြီးတော့တကယ်တမ်းခုနတွေ့လို့เนาะခုနဟိုအခုရဲ့ဦးလေးကနေပြီးတော့ပြောလိုက်တဲ့အချိန်မှာလဲသူတို့ကဝိုင်းမီတစ်ခုခုစားနေရဆိုတာခုနအခုပြောသလိုပဲဟိုခေါ်စာကိုသူတို့စားနေကြတာဗောနော်ဟုတ်တယ်ဗျဟုတ်ကဲ့အဲ့လိုလှမ်းပြောလိုက်တော့လုံးဝပျောက်သွားနော်ဟုတ်တယ်သူကဦးလေးရပါဆိုတော့ဟိုဂိနာတော်တယ်ပေါ့ဗျာမင်းတို့ကနေမပြန်ရသေးဘူးလားချင်းပြီးတော့ဘယ်လိုမိရမျောနေနေဘာလို့နေကြလဲဆိုတော့ချင်းတို့နဲ့ဒါလေးတင်မောင်းလေးတော့ပြီးကြရတဲ့မှာလက်ရကိုလက်ပြီးတော့ပျောက်သွားဗျာပျောက်သွားနော်အဲ့တော့ဒီပျောက်သွားမြောက်သွားပြီဆိုကျွန်တော်လည်းကြည့်ရတာအဲ့မှာဦးလေးကနောက်တော့မှကျွန်တော်ဒီအဲ့ဒီနေရာလေးကလောသွားတော့အမေသားလေးတွေပြောရတာကျွန်တော်လည်းမှတပိမင်းကြီးနေတာချိုးပြီးချိုးပေါက်တွေပြန်ဟောတယ်ဘယ်လိုအင်းလို့ဟုတ်လန့်တော့လန့်သွားတာပေါ့ကိုနော်တော်လန့်သွားတာပေါ့ကိုလည်းအဲ့ဒီလိုလေဟုတ်ကဲ့အဲ့ဒါကကျွန်တော်တို့ဒီရက်ဖြစ်မှာကျတော့ဘာလို့ online မှာတော့ပြည့်ဆိုကျွန်တော်တော်တော်လေးထူးထူးနဲ့အောက်ထားနေတယ်ဗျာဟုတ်အဲ့ဒါဒီမျိုးအဲ့ပုံစံမျိုးတွေထိုက်ရှင်းတာလုပ်ပြကြည့်ကြတော့ကျွန်တော်ဒီဘက်ကသွားပြီးနေဘက်ကလောက်တယ်သွားတူနေအဲ့လိုနေရတယ်ဟုတ်ကဲ့ကိုအဲ့တော့ဒီခေါ်တာကြီးရနဲ့ပတ်သက်ပြီးတော့လို့ရင်တော့ကျွန်တော်တို့နေမှာယူရကြည့်တာကျမကြီးပြန်ကောင်းလာတယ်ပေါ့ဗျာနေကောင်းလာတယ်ပေါ့နော်ဟုတ်ကဲ့ကိုအဲ့ဒီနောက်ပိုင်းကျွန်တော်လည်းနောက်ဆိုရင်ကျွန်တော်လည်းဘုံကြောင်းမသွားရတော့ဘူးအေးအခုလန့်သွားတာပေါ့နော်ဟုတ်ပါအခုနောက်ပိုင်းတော့ကိုထပ်ကြုံသေးလားအဲ့လိုမျိုးဖြစ်တွေနောက်ပိုင်းတော့ကျွန်တော်လည်းမကြုံတော့ဘူးဗျာနောက်ပိုင်းမကြုံတော့ဆိုတာအဲ့နေရာလည်းကျွန်တော်လည်းမသွားရတော့ဘူးဗျာအဲ့မှာတော်တော်လေးလန့်အေးပေါ့ကိုရနော်နှစ်ဘူးတို့တွေကမြင်လဲတကယ်လဲပြောပျောက်သွားတာကြီးဆိုတော့နော်ကိုတကယ်ကြောက်တော့ကြောက်စရာတို့တခုတော့နော်ဟိုတခြားတော့တရေတစီတွေဆိုတာလေလူတွေအဲ့လိုဆိုလို့ရှိရင်တို့6လှမ်းလိုက်တာမျိုးတို့ဥပမာအတန်နေအနက်အနေနဲ့ဟိုရုပ်ဆိုးပန်းဆိုးအဲ့လိုမျိုးကြီးတွေနဲ့ပေါ့နော်အဲ့လို6တာရှိဒါပေမဲ့တို့ကြတော့အဲ့လိုတော့ဘာမှတော့မ6ဘူးကိုနော်မ6ဘူးဗျာမ6ဘူး6တော့မဟုတ်ဘူးကိုယ်လည်းအန်ရီလည်းမပေးဘူးနော်ကိုအဲ့ဒီပြည့်ဟုတ်ကဲ့ပါသူကဟိုကလေးတွေဆိုတော့တချို့ကြတော့လည်းဆော့ကြတယ်ပြောတာပဲလေဒီမော်တဲ့ကုံနဲ့ဆော့ပါညာဆော့ကြတယ်ဒီတော့ဆော့ကစားကြတယ်ပြောတာပဲဒီမော်တက်ပြီးတော့ဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်တို့အဲ့လိုမျိုးမတွေ့ဘူးပါပြောတဲ့သူကပြောတာကြီးอ่ะကိုကတော့အခုတွေ့တာတော့လက်ရှိသူတို့အဲ့ဒီခေါ်စာထိုင်စားကြတာအဲ့ဒါပဲတွေ့နေကြတာဟုတ်ကဲ့တော်ဟုတ်အခုတခြားသောအဲ့လိုမျိုးပေါ့နေဒီပေါ့ပုံမှန်မဟုတ်တဲ့အခုလိုမျိုးကြုံရတဲ့ဟာမျိုးလေးရောအခုဒီဘောကတစ်ချောင်းလုံးမှာတခြားကြုံမှုတာလေးရောရှိသေးလားကိုဟုတ်တယ်ဗျရှိတယ်ဗျကျွန်တော်အဲ့ဒါလေးလည်းကျွန်တော်ပြောပြနေတာအခုနောက်တစ်ခုကျွန်တော်ရှိတာလေးကျွန်တော်ပြောပြလိုက်ပါဦးမယ်ဟုတ်ကဲ့ပြောပါဦးကိုငယ်ဘွားကြီးပေါ့နော်ကျွန်တော်တို့ငယ်ကအကြောင်းတက်ပြီးတော့တနေ့တင်းတွေအကြောင်းပြရကြရင်ကျွန်တော်တို့ကဒါရွာမှာကျွန်တော်တို့ကဗာလဲဆိုတော့တဘာဝအတိုင်းဒီကွာတလဲနဲ့ငှက်လျှောက်ပြီးပြီဟုတ်ကဲ့ကိုငှက်လျှောက်ပြီးတာဟုတ်အဲ့တော့ကျွန်တော်တို့ဖွဲ့ကလူစုံနေဒါကျွန်တော်တို့အမျိုးထီတော့ကစားနည်းတွေနဲ့ကစားကြတယ်ရောက်ပြီးကြတဲ့မြစ်ဆက်မှာကျွန်တော်တို့ရွှွန့်သွားတူးတယ်တူးပြီးတော့လောက်လုံးလုံးနေပြီးတော့ရွာချင်းပြောင်းငါချန်လေးဒီဥယျာဉ်ချန်လေးတွေမှာဝင်ပြီးတော့ဒီကွာတလဲနဲ့
တော့တိုက်ငှက်လိုက်ကြည့်ကြတော့ဗျာပြောရအောင် ပြောတာဗောကိုနော်ဒါငယ်ဘဝတွေမှာဒါနယ်မှာရှိတဲ့လူငယ်တွေရဲ့သဘာဝလေးတွေပေါ့နော်ပျော်စရာလေးတွေကိုနော်ဟုတ်ကဲ့ကိုအခုဒီဘက်ပြင်ပြကကြတော့ဒီຢာလေးတော့တိတ်တော့မတွေ့ဘူးကျွန်တော်တို့ဒီမှာအများတော့ကလေးတွေပါဆိုတော့ဖုန်းလေးတွေပေါ်နေကြကကြတော့ဒါမျိုးတွေသိမတွေ့တော့ဖုန်းလေးတွေခေါ်ကြမယ်ဖုန်းနဲ့ဂိမ်းခေါ်မယ်ဆိုင်ကကြီးသမီးကြီးမှဒါမျိုးတွေဖြစ်တာတိုးတက်လာကြတာဟုတ်ကဲ့ပါကိုဟုတ်ကျွန်တော်အဲ့ဒါလေးကျွန်တော်ပြောပြကြည့်လို့ဟုတ်ပြောပါအောင်ကိုရအဲ့ငှက်သွားပြတ်တော့ဘာတွေဖြစ်လဲကိုဟုတ်ကျွန်တော်အဲ့ဒါဒီနေ့ကျတော့လောက်စလုံးလုံးပြီးတော့ကျွန်တော်သွားပြကြမယ်ပြကြတာပေါ့နော်ရတဲ့ငှက်ဒီကျွန်တော်တို့ကဒီကျန်ထဲမှာရတဲ့ငှက်ဒီအဲ့ဒါလေရတဲ့ငှက်ကိုရောက်တဲ့နေရာမှာမီးမွေးကျင်စားကြော်ကြတာပေါ့ဗျာစားလို့ဝါတာလည်းမဟုတ်ပါဘူးဟုတ်ကဲ့အပျော်ပေါ့နော်လူငယ်ဘဝရဲ့အပျော်လေးတွေပေါ့နေမှာရှိတဲ့လူငယ်တွေရဲ့ဘဝအပျော်လေးတွေလောက်ကြတာပေါ့နော်ဟုတ်ကဲ့ကိုဟုတ်အဲ့တော့ဒီနေ့လည်းကြာတော့ကျွန်တော်တို့ကဘာလဲဆိုတော့တငယ်ချင်းတယောက်ကပြောတယ်ကြောင်မို့တွင်းဆက်ကောက်ညောင်မင်းနဲ့မားတယ်ဂျိုးတွေလာတတ်တယ်သွားတယ်ဟုတ်ကငါတို့ကြွားကြမှာဆိုတော့ကျွန်တော်တို့မုတ်ဆိုးကျင်တိုက်ပေါ့ဗျာသွားမုတ်ဆိုးကျင်တိုက်ဟုတ်ကဲ့ကိုအားနဲ့ပဲအဲ့ဝင်းဆက်မှာရှိတဲ့ညောင်မင်းအောက်နားမှာရှိတဲ့ခလန်တဲ့နေရာတွေမှာကျွန်တော်တို့ထိုင်ဆောင်နေတော့ဂျိုးတွေလာမှာဆိုပြီးတော့ဂျိုးတွေလာတော့ဂျိုးတွေကမလာသေးဘူးမလာတော့ထိုင်အဲ့လိုထိုင်ဆောင်နေနေကျွန်တော်တငယ်ချင်းစိန်မိဆိုတဲ့ကောင်တယောက်ကဗျာအဲ့နားမှာတော့တောင်းတာကြာပြီးသွားတယ်ဒီပေါက်ချင်းစီဒီတော့ပေါက်တာပေါ့နော်ပေါ့သွားနေတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတော့ကိုယ်အာရုံနဲ့ကိုယ်ဆိုတော့သူ့ကိုလည်းတိတ်ကြီးမဆိုင်ဘူးပါဘူးဟုတ်အဲ့ဒါပဲဂျူးငှက်အုပ်ရောင်မင်းကိုတောင်းစောင်းနေပြီးကျွန်တော်ချောင်းကြတာပေါ့ဗျဟုတ်ကဲ့ကိုနေတော်နီးလာတော့ကကျတော့ဖြစ်တာလည်းမလားကွာပြန်ရမယ်ဆိုကျွန်တော်ပြန်ရပါလိမ့်ဟုတ်ကဲ့ကိုပြန်လဲပြန်ရအောင်ကွာကိုအိမ်ကိုပြန်ရတော့အိမ်ပြန်ပြီးတွင်းစားကြမယ်ရေချိုးရတယ်ဆိုတော့ကျွန်တော်လည်းအိမ်ပြန်စားနဲ့ရေကကြီးတွင်းစားဟုတ်ကဲ့တွင်းစားပြီးအိမ်မှာနားလုံးကြည့်ကြည့်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့စိတ်ကြီးရဲ့အမေနဲ့စိတ်ကြီးရဲ့အတော်ကရောက်လာပြီးတော့ဟုတ်အဲ့မျိုးမနေ့ကဖေသွားကြတာလေဘာလို့ကြလဲကျွန်တော်မျိုးရောဗျဟုတ်အဲ့ကျွန်တော်ကပြောကျွန်တော်ဆက်ပြထွက်တာပါလို့ဂျိုးသားချောင်းနေတာလို့ပြောရတာတော်လေးကမင်းတို့ဘယ်နှမှာဂျိုးသားချောင်းတာလဲအဲ့ကျွန်တော်ကွင်းဆက်ကအဲ့မှာညောင်မှာဂျိုးသားချောင်းကြတာမပြည့်စင်တာပါဘူးပြည့်ညက်တယ်မလားလို့ကျွန်တော်တို့ကအဲ့ဒါပြောတာဘာဖြစ်လို့လဲကျွန်တော်ကမေးလိုက်တဲ့ခါကျတော့ဟုတ်တင်ကြီးအခုရဲ့တင်ကြီးတော်လေးဆိုတာသူကပြောတာပေါ့တင်ကြီးကအဲ့ရတဲ့မှာတဲ့သူ့ဖြေသွားကြီးအကြီးဖြစ်ပြီးရောင်လာလို့တဲ့အဲ့ဒါညနေကျအဲ့ဒါဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော်တို့ကမေးတာမသိဘူးတဲ့ဘာဖြစ်လို့လဲစိတ်ဓာတ်ကိုသိကျင်လို့ဆိုတော့ကျွန်တော်တို့ကလည်းတင်ကြီးကျွန်တော်လိုက်တော့ဒီမြမှာမြေးလေရွဲနဲ့ငိုတာပေါ့ဗျာသူ့အိမ်မှာနဲ့ဘာဖြစ်တာလဲဆိုတော့ဒါသူ့ဘိုးကြီးနဲ့ကြိုးစားပြီးတော့သူအဲ့ဒီအားဆိုသူလည်းဘာမှမပြောနိုင်ဘူးကျွန်တော်တို့ကလည်းမင်းဘယ်လိုဖြစ်တာလဲကြည့်လိုက်တဲ့အခါကျတော့မိုးဝင်ရတယ်ဗျာကျွန်တော်တို့ကမမြင်ဘူးပါဘူးဟုတ်အဲ့မှာနောက်တော့ဒါနဲ့ပဲကျွန်တော်တို့မေးကြည့်ကြတာပေါ့နော်မိကဘယ်လိုဖြစ်တာလဲဆိုတော့မင်းတို့တွေအဲ့ဒါနဲ့ဘယ်လိုကြလဲဘာဖြစ်ကြလဲဆိုတော့သူ့အမေကပြောတာပေါ့ဟုတ်အာတင်ကြီးကကျွန်တော်သူသေးပေါက်ခဲ့တယ်တဲ့အဲ့ဒီနေရာမှာညောင်ကြီးနေမှာဆိုတော့အဲ့ဒါပဲဖြစ်ရမယ်ဆိုတော့ဒါကညနေဆောင်လည်းကြာကြာအောင်ကျွန်တော်တို့ရွာမှာဟိုဘာကြီးဥတင်လေးဆိုတာရှိတယ်ဗျာသူကရွာထဲမှာကျတော့ဘူးလည်းရှိတယ်ဟုတ်ကဲ့အဲ့တော့ဥတင်ကြီးသုံးတင်တာတွေပဲလည်းသူကလိုက်လုပ်ပြီးတယ်ဟုတ်ကဲ့ဟုတ်သူကပြောတတ်ဟောတတ်ဆိုတတ်ဆိုတဲ့အခါကျတော့ဟုတ်ကဲ့သူတော့ပြီးကျိုးကြောင်းပြောပြရတာပေါ့ဟုတ်ကဲ့ကျိုးကြောင်းပြောအဲ့ဒါဘာကြီးဥတင်လေးကလိုက်လာပြီးတော့အဲ့တော့ဒါကြီးကြည့်ပြီးတော့ကဲအမွေးတဲ့ထုတ်ပြီးအမွေးတဲ့ထုတ်ပြီးဆိုတော့အမွေးတိုင်းနဲ့မွေးခွက်တင်ယူပြီးတော့ကျွန်တော်တို့ညနေပဲရိုင်းသွင်းတဲ့အချိန်ခေါ်တာပေါ့ဗျာသူနေမဝင်နေပါဘူးနေဝင်ကြီးတရောအချိန်ပေါ့ကိုနော်ဟုတ်ကဲ့နေဝင်ကြီးရောအချိန်ပေါ့နော်ဟုတ်ကဲ့ဟိုကကျွန်တော်တို့ကသူဒီကနေ့စိတ်ကြီးမှာခေါ်သွားစိတ်ကြီးကလည်းအမှသူကလမ်းမှာကွာတာနဲ့လမ်းလျှောက်သူဒုက္ခရောက်နေပြီဟုတ်ကျွန်တော်တို့တွေပေါ်လာကုန်လိုက်သွားတာပေါ့အဲ့ဒီမှာကျွန်တော်တို့မှတောင်းကြည့်တာဟုတ်တာဗောကိုတူသွားတာဆိုတော့လေဟုတ်ကဲ့အားနေဘာကြီးဥတင်လေးကဘာဖြစ်လဲဆိုတော့အဲ့မှာအမွေးတိုင်းနဲ့တွန်းပေါင်းခြင်းနဲ့တိုးတိုးတောင်းမှမွေးတိုင်းတွန်းဆိုတော့တိုင်ကြောကအမွေးကပြက်ပြီးတော့လေဟုတ်ကဲ့ကိုအဲ့ဒီကျင်တော့အဲ့ဒါဒီကလည်းကျွန်တော်တို့ဒီဘာခေါ်လဲဆိုတော့တိုက်တိုင်တာလို့ခေါ်မလားတကယ်ဟိုပဲဟိုဘယ်လိုဖြစ်လဲတော့မသိဘူးဗျာညနေပြန်တော့အင်းလေးပြန်တော့ဒီနေ့ရောင်ကကြာလာတယ်ဩသူတောင်းမှန်ပြီးလိုက်တဲ့အချိန်မှာအဲ့လိုပြန်ဖြစ်သွားတာကိုနော်ဟုတ်တယ်တော့ပြီးတဲ့ကျွန်တော်ဒီနေ့ရောင်ကြပါအင်ဂျင်ရောက်တဲ့ဒီပေါ့နော်ရောင်ကြသွားပြီးတော့ဒီနေ့ပြီးလာတာပေါ့ဗျာဟုတ်ကဲ့နဲကကျွန်တော်နဲတိုင်းမှာမိုးဘူးရတာကြီးပဲဗျာโอเคသူတော်ဒုက္ခရောက်တော့မှာအဲ့ဒီအဲ့မှာဘွေးတိုင်းတုံးပြီးပြန်တောင်းမှတူပြီးတဲ့အခါကျတော့မှသူ့အိမ်နဲ့ပြန်တော့ကြော့ခိုင်းညောင်မင်းမှာကြော့ခိုင်းတာပေါ့ဗျာသူအိမ်နဲ့ပြန်တော့သူ့တပြေးပြီးနဲ့ရောင်ကြလာတာဟုတ်ကဲ့ရောင်ကြတယ်အဲ့တော့ရေမွေးအမွေးတွေနဲ့သွားပြန်ပိတ်ကြော့တောင်းမှပြီးပိန်တပြေးနဲ့ပြန်ကောင်းလာတာပေါ့နော်ဟုတ်ကဲ့အဲ့ရကျွန်တော်တို့
ငှက်ပြထွက်တဲ့ကိစ္စတွေကျွန်တော်တို့မိုးချိုးဆိုတဲ့တိုက်လဲတော်တော်လေးနောင်တရသွားတာပေါ့မသွားပြတော့ပါဘူး လန့်သွားတော့ကိုနော် ဟုတ်တယ်လန့်သွားအဲ့ဒါတကယ်ကျွန်တော်အခုနဲ့ပြန်စဉ်းစားကြည့်ဒါသိပ္ပံနည်းကျနဲ့တွေးကြည့်နေတယ်တမျိုးပြကြည့်လား ဟုတ်ကဲ့ကို ဘယ်လိုမတ်တော်တွေးစားလို့မရတဲ့ကိစ္စလေ မှန်ပါတယ်ကိုမှန်ပါတယ်ဗျာမှန်ပါတယ်ဗျာဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုသဘောထားတွေအခုအမြင်တွေကဘယ်လိုရှိနေညနေကျွန်တော်ကြောက်ပြောပြပါဦးခင်ဗျာအခုဒါတွေကကျွန်တော်တို့ကလေခုနရှေ့မှာအခုပြောသလိုပဲမမြင်နိုင်တဲ့အကြောင်းအရာတွေဆိုတော့ကျွန်တော်တို့ကမယုံလို့လည်းမရပြန်ဘူးကိုရနော်မယုံလို့လည်းမရဘူးအရင်ကြီးတရလုံးကြီးယုံနေတဲ့ခါကြလို့ရှင်လဲကိုယ့်ရဲ့လက်ရှိရက်တည်နေတဲ့ live မှာအနောက်ဆက်ဖြစ်တာမျိုးလေကြုံမှာလဲကျွန်တော်တို့ကစိုးရင်ရတယ်လေအဲ့တော့သူတို့မကြိုက်ဘူးထင်တဲ့ဟာမျိုးကိုကျွန်တော်တို့ရှောင်လိုက်တဲ့အခါမျိုးဆိုရင်တော့ကိုယ့်တက်လည်းအနောက်ဆက်မဖြစ်တော့ဘူးပေါ့ကိုရအဲ့တော့မယုံလို့လည်းမရဘူးပေါ့နော်အဲ့တော့ခါကျတော့ရှိမှာပါသူ့ရဲ့ဒီလောကသူ့ဟိုတွေကတော့အဲ့လိုရှိနေလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ကိုဟုတ်ကဲ့ပါဟုတ်ကဲ့နော်ကိုကျွန်တော်တို့လည်းအဲ့အတွေ့အကြုံတွေပြီးရကျင်းတယ်မိုးချိုးဆိုတဲ့လည်းဒီကွာတွေစွန့်ပြရလေးကွာတွေစွန့်ပြတဲ့ပြရောက်သွားတာပေါ့ဟုတ်တာပေါ့ကိုရဒါလက်တွေ့ကိုမြင်လိုက်ရတော့နော်ဒါသူ့ရဲ့နေမြေသူ့ပိုင်စိုးထားတဲ့နေရာမှာဒါဘာပဲဖြစ်ဖြစ်ရည်ရွယ်ချက်မရှိဘဲနဲ့တောင်မှကျွန်တော်တို့ဒါအပေါ်လေးဆုံးလိုက်တာနဲ့တောင်မှဒါချက်ချင်းကြီးသူ့မှာပြတာနော်မကြိုက်တဲ့ဥစ္စာကိုလေဟုတ်တယ်ဟုတ်ပါကိုရခဲ့တယ်ဟုတ်တချို့တွေကလည်းပြောတာပေါ့နော်သူကတော်သေးတယ်နင်တို့ပြေးလိုက်ကြတဲ့အဲ့ဒီရဲ့မျိုးလုံးဘာမှမလို့တရားမျိုးသွားမှနင်တို့မျိုးလုံးလာပြီးဖောက်ထုတ်မှပါလို့လူကြီးတွေအဲ့လိုပြောကြတာပေါ့နော်ဖောက်ထုတ်မှလားဘာမှမသိပါဘူးဗျာကျွန်တော်တို့ကမှအဲ့ဒီရစာပြီးမိုးတို့ရတိုက်တဲ့အကုန်လုံးကြားပြီးမိဘတွေစွန့်ပြတဲ့ပြုတ်ရောက်သွားတာပဲဟုတ်တာပေါ့ကိုရေငယ်လေးငယ်ကြသေးတာဆိုတော့နည်းနည်းတော့ကြောက်တာပေါ့နော်ကြောက်တဲ့စိတ်ကပိုဖြစ်တာပေါ့ဟုတ်ကဲ့ပါဟုတ်ကောင်းပါတယ်ကိုအခုဘာဖြစ်ဖြစ်ကိုဖုန်းဆက်ပေးတဲ့အတွက်ကိုကျွန်တော်မြန်မာ Ghost Radio ကနေကျေးဇူးတင်တယ်ကိုဘာဖြစ်ခုနရှေ့မှာအခုပြောခဲ့ပထမတစ်ခုဆိုရင်the bat ပေါ့နော် the bat တွေ sorry the bat မဟုတ်ပါဘူးဗာလဲအဲ့ဒါမင်းစားဆိုကျွန်တော်တို့ကဟိုစာရီထဲမှာတို့ဘာလို့ပေါ့နော်တခါလေးဒီတရေပုံမြင်မှုထုတွေမှာပဲကြားဘူးတယ်ကျွန်တော်တို့မမြင်ရဘူးလေအခုအကိုဆိုရင်လက်တွေ့ကြီးအဲ့ဒါမြင်လိုက်ရတယ်အကိုရေနော်အဲ့ဒါတခုပေါ့ပြီးတော့ခုနကငှက်ပစ်သွားရင်းနဲ့ဒီဟိုအပေါ်တော့ဆုံးလိုက်မိတာလေးကမကြိုက်လို့လှုပ်လိုက်တာလေလက်တွေ့ကိုဒါရောင်ပြီးတော့ဖြစ်လာတယ်ဘာညာဆိုရင်ဒါအခုတို့တွေ့ရတာဆိုတော့နော်ကိုနော်ဒါနေဒီမှာလဲဟိုရှိမှာပါဒီအကြောင်းအရာတွေကအခုနော်အဲ့တော့ခါကျကျွန်တော်တို့ဒါသွားရလာတဲ့အချိန်တွေမှာခုနအခုပြောတဲ့ဟိုဘာခေါ်လဲနှရိုင်းသွင်းချိန်နော်ဒီလိုမျိုးဒီအချိန်တွေကိုကျွန်တော်တို့ရှောင်ကျင်ပြီးတော့ခါကျတော့သွားတာမျိုးတို့ပါတော့ကျွန်တော်အဲ့လိုမျိုးသတိနဲ့လောက်ရမှာပေါ့အကိုရေနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုကဲကျွန်တော်တို့ညီမြန်မာGhost Radioကိုဖုန်းဆက်ပြီးတော့အကိုရဲ့အတွေ့အကြုံလေးဖြစ်ခဲ့ဘူးတဲ့ဗောကြုံခဲ့ဘူးတာလေးပြောပြပေးလို့ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကိုနော်တကယ်လို့နောက်ထပ်တွေမှာလည်းအကိုတကယ်လို့ဗောနော်ဟိုနေနေတော့ကိုသွားလာနေတော့တခုမှတခုတော့ဟိုကြုံဖြစ်နေမှာပဲထင်တယ်ကိုနော်အဲ့လိုပဲကြုံဖြစ်လို့အဲ့လိုပြောစရာလေးတွေဗောနော်ထူးခြားတဲ့ဖြစ်စဉ်လေးတွေဗောအကိုရဲ့ဒီဟာလေးမှာအဲ့လိုရှိလို့ရှိရင်တော့ကျွန်တော်တို့ရှိကိုဖုန်းဆက်ပြီးတော့ပြောပြပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကိုနော်ဟုတ်ကဲ့ပါဗျကျွန်တော်လည်းရှိပါတယ်အကြောင်းအရာလေးတွေကြီးသေးတယ်နောက်ထပ်အကြောင်းအရာလေးတွေလည်းကျွန်တော်အခါအားရကျွန်တော်ပုံစံကြီးကျွန်တော်ပြောပြပါဦးမယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ကိုเนาะအဲ့ဆိုကျွန်တော်နောက်တစ်ခါအစီအစဉ်နေကြလို့ရှိရင်ပါဟုတ်တွေ့ပါမယ်ကိုเนาะဟုတ်ကဲ့ဒီလိုမီဒီယာကြီးလည်းတို့ကြီးကြီးပါတွေ့တဲ့အောင်မာလေးတွေကျွန်တော်ပြရပြီးတော့အခုဒီနေ့တောင်းနေပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးအထူးတင်ပါတယ်ခင်ဗျာပေးတဲ့ဆုနဲ့ပြေပါစေခင်ဗျာအခုလည်းကျမ်းမာချမ်းသာတဲ့ဘဝကိုရရှိပိုင်ဆိုင်ပါစေခင်ဗျာကျေးဇူးပါเนาะကိုဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးပါ